မင်္ဂလာပါ MDH ကပါဒီပစ္စည်းလေးမျက်မှန်သမားတွေအတွက်ဆောင်းထားတဲ့ပစ္စည်းလေးပါကျွန်တော်တို့မျက်မှန်ခိုင်းမှာတက်ပြီးတုံးတဲ့ကျိုးလေးပါဆီလီကွန်နဲ့ကျွန်တော်တို့နိုင်လွန်နဲ့ပေါင်းပြီးထုတ်ထားပြီးတဲ့ကျိုးလေးပါခင်ဗျာဒီတွေရမ်းကောင်းပါလေကျွန်တော်တို့ပုံမှန် size ဆိုရင်ကျွန်တော်တို့ဒီကောင်လေးက25 cm ရှိပါတယ်ဒီလိုမျိုးဆွဲထုတ်လိုက်လို့ရပါတယ်သူက adjust လုပ်လို့ရပါတယ်ကိုနဲ့တင့်လျော်တဲ့ရှည်ရောက်ရင်ရက်လိုက်လို့ရပါတယ်အဲ့တော့အရှည်ဆုံးရှည်ကကျွန်တော်ဘယ်လောက်ရှိလို့ဆိုရင်40 cm ရှိပါတယ်အဲ့တော့မျက်မှန်မှာတက်လိုက်ရင်တော်တော်လေးစတိုင်ကျပြီးတော့ကြည့်ကောင်းတဲ့ကျိုးအမျိုးအစားလေးပါအဲ့တော့ဒါလေးကိုကျွန်တော်မျက်မှန်မှာတစ်ချက်တက်ပြီးသုံးပြပေးပါမယ်တော့ဒါကကျွန်တော်တို့ကမျက်မှန်မှာတက်ပြီးပေါ့နော်မျက်မှန်ခိုင်းတော်တော်များများနဲ့ဆင်ပြပါတယ်ဒါလေးကရည်သွေးရမ်းကောင်းတဲ့ဆီလီကွန်လေးနဲ့ထုတ်ထားပြီးရတာဒီဘက်ကခိုင်းမှာတက်ပြီးနော်ဒီလိုပုံစံလေးဖြစ်သွားကျိုးတန်းလိုင်းနေတယ်ဖြစ်နော်ကျွန်တော်ဒါလေးရတယ်ကျွန်တော်တို့ရဲ့ဥကောင်း site ကိုပေါ်မူတည်ပြီးတော့ adjust လုပ်လို့ရပါတယ်အတူဆုံးအနေထားမှာ25 cm ရှိပြီးအရှည်ဆုံးကတော့40 cm ရှိပါတယ်အဲ့တော့ဒီကျိုးလေးကိုကျွန်တော်တို့တက်ပြီးသုံးခြင်းအပြင်မျက်မှန်သမားတွေကျွန်တော်တို့ကြမ်းတမ်းလှုပ်ရှားလို့ရမယ်အားကစားတွေလုပ်လို့ရမယ်မျက်မှန်ကတော့အလွယ်တကူကျွန်တော်တို့တက်ထားတဲ့နေရာနေပြုတ်ချဖို့အခွင့်အရေးရမ်းကိုနေပါပါတယ်နော်အဲ့တော့ဒီကျိုးလေးကိုကျွန်တော်တို့စိတ်ဝင်စားလို့မှာချင်လို့ဆိုရင်ကျွန်တော်တို့ MDH ကိုအချိန်မီအားပါတရာ set ကိုဝယ်နေပါတယ်ကျေးဇူးထူးတင်ပါတယ်